အလင်းပေါက်ကိုပြောင်းတဲ့ဝိညာဉ်တိုတိုရိုလေးတစ်ကောင်ကကောင်မလေးရဲ့ရှေ့ကနေတုတ်နဲ့ဖြည်းဖြည်းချင်းရှောက်လန်းသွားတာပါစူးစမ်းလို့စိတ်ပြင်းပြနေတဲ့ကောင်မလေးကချက်ချင်းပဲစိတ်ဝင်စားသွားပြီးတိုတိုရိုလေးရဲ့နောက်ကနေတကောက်လိုက်ကသူလျှောက်တယ်လို့မျိုးလိုက်တူပါပြီးရှောက်ပါတော့တယ်ကောင်မလေးလိုက်လာတာကိုတိုတိုရိုသတိပြုမိသွားတဲ့အချိန်မှာတော့ခက်ဖို့ဖွလေးခုန်ပြန်လိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုချက်ချင်းကိုပြောက်လိုက်ပါတော့တယ်ကောင်မလေးလည်းစောင်းကြောင်ထိုင်ချပြီးရှေ့ကိုတေချာစိုက်ကြည့်နေတော့မထင်မှတ်ပဲတိုတိုရိုရဲ့ကိုယ်ထဲကရုတ်တရက်ပြန်ပေါ်လာတာကြောင့်ဝမ်းသာအားရနဲ့ဝန်းကနေထပ်ပြေးပါတော့တယ်တိုတိုရိုလည်းလမ်းဖြာသွားပြီးကိုပြောက်ဖို့တောင်မေ့သွားကအိမ်အောက်ခြေပနက်ခုံထဲကိုစိုးတင်တိုးဝင်ပုံအောင်လိုက်ရတာပါကောင်မလေးကကျိုးပဲနေတဲ့တစ်သားပြားပေါက်ကနေအထဲကိုချောင်းကြည့်လိုက်တဲ့အခါထောင်းတနေရာမှာပုံနေတဲ့တိုတိုရိုကိုတွေ့သွားတာကြောင့်အခြားတစ်ဖက်ကထွက်ပေါက်စီကိုပိတ်ဖို့ချက်ချင်းပြေးသွားခဲ့ပါတယ်ဒါပေမဲ့သူမသိလိုက်တာကတော့တိုတိုရိုနှစ်ကောင်ဟာသူမရဲ့နောက်ွယ်ကနေတိတ်တဆိတ်တုတ်ချေတင်ပြေးထွက်သွားကြပြီဆိုတာပါပဲမထင်မှတ်ပဲသူတို့ကြောဘော်ကအိမ်မှာအပေါက်ကြီးဖြစ်နေခဲ့တာကြောင့်တစ်တီးလေးတွေမြေပြင်ပေါ်ပြုတ်ကျတဲ့အတန်ကကောင်မလေးရဲ့အာယုံကိုချက်ချင်းဖမ်းစားလိုက်ပါတော့တယ်သူတို့ရဲ့လမ်းကြောင်းပေါ်သွားမှန်းသိသွားတဲ့တိုတိုရိုနှစ်ကောင်ဟာအသက်လူပြီးထွက်ပြေးကြတယ်လို့ကောင်မလေးကလည်းနောက်ကနေအပိုင်လိုက်ပါတော့တယ်တိုတိုရိုတွေကခြုံပုတ်တွေထဲတိုးဝင်သွားပြီးကောင်မလေးကတော့အရှိန်နဲ့ခြုံပုတ်ထဲကိုဝုန်းကနေဝင်တိုက်မိသွားတာပါသူမတည့်ရက်တွေကိုဖယ်ပြီးကြည့်လိုက်တဲ့အခါအထဲမှာအေယာမတစ်ခေါင်းပေါက်ကြီးတစ်ခုဖြစ်နေတာကိုတွေ့လိုက်ရပြီးချက်ချင်းပဲအထဲကိုဂုံပြီးလိုက်လံဖမ်းဆီးပါတော့တယ်ဒီလိုနဲ့တိုတိုရိုတွေရဲ့နောက်ကိုလိုက်ရင်တောနဲ့ကြီးရဲ့အထဲအထိရောက်ရှိသွားခဲ့ရပါတယ်သူမဟာတောအုပ်ထဲမှာအကြီးဆုံးတစ်ပင်ကြီးရဲ့အောက်ခြေကိုရောက်သွားခဲ့ပြီးတစ်ခေါင်းပေါက်ထဲကိုတစ်တီးလေးတစ်လုံးပြုတ်ကျသွားတာကိုမြင်လိုက်ရပါတယ်ကောင်မလေးကအဲ့ဒီတစ်တီးကိုလန့်ကောက်ဖို့လန့်လိုက်တဲ့အခိုက်အတန့်မှာပဲခြေချော်ပြီးတစ်ခေါင်းပေါက်ထဲကိုစောက်ထိုးပြုတ်ကျသွားပါတော့တယ်နောက်ဆုံးမှာတော့သူမဟာစမ်းကြယ်လာတဲ့ရှိုးဝက်ဥယျာဉ်ကဘာလေးတဲ့ကိုလိမ့်ကျသွားခဲ့ရပါတယ်ဒီနေရာမှာတော့ထူးဆန်းတဲ့တတဝါကြီးတစ်ကောင်ရှိနေခဲ့ပြီးကောင်မလေးကလလန်ဘီတို့ထိလိုက်တဲ့အခါအဲ့ဒီတတဝါကြီးကတကယ့်ကိုလှုပ်ရှားလာခဲ့တာပါအမွေးပွားပွားထိတွေ့ကြောင့်ကောင်မလေးကမအောင်နိုင်ပဲဝန်းကနေအမိအယဖက်လိုက်တဲ့အခါတတဝါကြီးနဲ့တူသူမပါလိမ့်ပတ်သွားပါတော့တယ်အဲ့ဒီတတဝါကြီးကသူ့ရဲ့လုံးဝအီးဆက်နေတဲ့ဘိုက်ပူပူကြီးကိုပြတ်တက်လိုက်တဲ့အချိန်အနီးကပ်ကြည့်လိုက်မှဒါဟာအကောင်ကြီးမလုံးနဲ့တိုတိုရိုကြီးဖြစ်မှန်းသိလိုက်ရတာပါအဲ့ချိန်မူတူဖြစ်နေတဲ့တိုတိုရိုကြီးကမျက်လုံးကိုဖွင့်ပြီးကောင်မလေးကိုတစ်ချက်ကြည့်ကမျက်လုံးပြန်မိတ်ပြီးဟောက်တန်ကြီးနဲ့အိပ်ပျော်သွားပါတော့တယ်စူးစမ်းလို့စိတ်ရှိတဲ့ကောင်မလေးကတိုတိုရိုကြီးရဲ့ရင်ဘတ်ပေါ်မှာထိုင်ပြီးသူ့ရဲ့နှာခေါင်းကိုလက်လေးနဲ့တာတာလေးသွားစားလိုက်တဲ့အခါရားရံသွားတဲ့တိုတိုရိုကြီးကနှုတ်ခမ်းမွေးတွေလှုပ်လှုပ်ဖြစ်ပြီးရှာကြီးထုတ်ကတာတာလေးရက်ပေးလိုက်ပါတယ်နောက်ဆုံးမှာတော့ကောင်မလေးဟာတိုတိုရိုကြီးရဲ့ဘိုက်ပေါ်မှာမိပြီးအေးဆေးဆေးအိပ်ပျော်သွားပါတော့တယ်အတန်းစင်းလို့အိမ်ပြန်ရောက်လာတဲ့မဖြစ်သူကညီမလေးကိုမတွေ့တာကြောင့်စိုးရိမ်တကြီးနဲ့ပတ်ဝန်းကျင်တစ်ခုလုံးကိုလိုက်ရှာပါတော့တယ်နောက်ဆုံးမှာခြုံပုတ်ထဲကညီမလေးရဲ့ဥထုတ်လေးကိုတွေ့သွားပြီးငုံကြည့်လိုက်တဲ့အခါတစ်ခေါင်းပေါက်ကြီးကိုရှာဖွေတွေ့ရှိသွားတာကြောင့်အထဲကိုရှောက်ဝင်သွားခဲ့ပါတယ်